မင်္ဂလာပါဒီနေ့ကတော့အပြစ်တင်တတ်တဲ့စိတ်အကြောင်းပြောပြမယ်လူတွေကအပြစ်တင်တယ်လို့ပြောလို့ရှိရင်ကိုကနေစတာပဲကိုလည်းအပြစ်တင်တယ်သူများကိုလည်းအပြစ်တင်တယ်ကိုရဲ့စိတ်မလုံခြုံမှုကြောင့်သူများကိုအပြစ်ပုံချတယ်ဒါကကိုကနေစတာပဲကိုလည်းဖြစ်ဖူးပါတယ်ကိုရဲ့စိတ်ကမလုံခြုံမှုကြောင့်သူများကိုအပြစ်မြင်တာသူများကိုကိုမျက်လုံးထဲမှာမကြည့်နိုင်မရှုစိမ့်ဖြစ်တာဒီမျိုးဟာလေကိုမလုံခြုံတဲ့စိတ်ကြောင့်မို့လို့သူများကိုအဲ့လိုမြင်တာတကယ်လို့လူတွေကကိုဟာနဲ့ကိုချစ်တဲ့လူကိုအကြောင်းကိုသိတဲ့လူဒီလိုမျိုးလူတယောက်ခါသူများကိုအပြစ်လဲမတင်လို့အပြစ်လဲမမြင်ဘူးနောက်ပိုင်းကိုပါတည်သွားလဲဆိုတော့ငါအပြစ်တင်လိုက်တော့ငါအပြစ်မြင်လိုက်တော့ငါစီမှာဘာတွေများကောင်းတာရသွားလဲဘာတွေများဖြစ်သွားလဲပေါ့နော်ဒီမျိုးအတိရေကိုတိလာတယ်တိလာတော့လူတွေကိုရိုးရိုးရှင်းရှင်းလေးပဲမြင်လိုက်တယ်သူကငါမဟုတ်ဘူးငါကလည်းသူမဟုတ်ဘူးငါကြိုက်တဲ့အရာတိုင်းကိုသူကမကြိုက်နိုင်တယ်လို့သူကြိုက်တဲ့အရာတိုင်းကိုလည်းငါမကြိုက်ပေးနိုင်ဘူးသူကလှတယ်လို့ထင်တဲ့အရာငါတို့မလှဘူးငါကလှတယ်လို့ထင်တဲ့အရာလည်းသူဘာမှဟုတ်မနေဘူးဒီလူတဘောတရားကိုနားလေလိုက်မယ်ဆိုရင်ဒါတွေအားလုံးကအဆင်ပြေမယ်လို့ထင်တယ်။တစ်နေ့တယောက်ဘာမှအပြစ်တင်စရာလည်းမလိုအပြစ်မြင်စရာလည်းမလိုဒါတော့အရင်အေးချမ်းသွားမယ်လို့ထင်တာပဲ။နော်ချစ်ချစ်ခင်ခင်လေးနဲ့လေ